ကျွန်တော်ဒီညီမလေးကိုသပင်ကောက်ပေးမယ်ပေါ့နော်သူကတော့စကားမပြောဘူးစိုက်ခတ်လာနော်သူနဲ့ကောင်းတဲ့လှရလားဆိုတော့ဒီဗီဒီယိုလေးမှာကြည့်ပြီစိုက်ကလာတဲ့သူဆိုတော့ကင်မရာရှိမှစကားပြောမှရှက်ကိုကကို TikTok ဆွဲမလားကိုကကိုကြတော့